လက်ရတော်ရရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုစတင်ပြီးတော့နာယူမှတ်သားကြရအောင်နော်ဘင်းတို့ဘယ်ကနေစတင်ပြီးတော့ပြောခြင်းတော့ဆိုတော့ဒီအက္ခတဝကမထေရမြတ်ကြီးနှစ်ပါးရှင်သာရိပုတ္တရာနဲ့ရှင်မဟာမောက္ခလသူတို့ဒီအက္ခတဝကရှုကိုပန်တဲ့ဘဝကစပြီးတော့ဘင်းတို့ပြောပါမယ်ဘယ်တော့ကသူတို့ဟာဒီရှုကိုပန်ခဲ့ကြတာတော့ဆိုတော့လွန်ခဲ့တဲ့တသိန်းချေနဲ့ကဘာတသိန်းထက်ကာလမှာအနောမတ္တိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်လို့ဆိုပါတယ်အဲ့ဒီအနောမတ္တိမြတ်စွာဘုရားရဲ့နော်လက်ရတော်ယံကနိတဗမထေလို့ခေါ်တယ်တဲ့လက်ဝဲတော်ယံကအနောမမထေလို့ခေါ်တယ်တဲ့အဲ့ဒီအနောမတ္တိမြတ်စွာဘုရားရဲ့လက်ထက်တော်ခါကာလမှာအရှင်သာရိပုတ္တရာဖြစ်လာမဲ့အရှင်သာရိပုတ္တရာရဲ့အလောင်းလေယာကတရဒလူလင်ဆိုပြီးတော့အလွန်ချမ်းသာကြွယ်ဝတဲ့အမျိုးမှာလူဖြစ်တယ်ပေါ့သူ့မှာအလွန်ရင်းနှီးတဲ့ငယ်ငယ်လေးတွေကစပြီးတော့စော့ပေါ်စော့ဘက်အလွန်ရင်းနှီးရတဲ့အလွန်ချစ်ခင်ရတဲ့တိတိဝတ္တနာဆိုပြီးတော့တငယ်ချင်းတယောက်လည်းရှိတယ်အဲ့ဒါဦးဇင်းတို့အရွယ်ရောက်လာတဲ့အခါကျတော့အိမ်တော်ရသားကြအဲ့ဒီမှာတရဒလူလင်ကတတိတံဝေကရတဲ့အတွက်ကြောင့်နော်လူပောင်ကိုစွန့်ခွာပြီးတော့တောထွက်ပြီးတော့သူယတိဝတ္တေတဲ့အဲ့လိုယတိဝတ္တော်လည်းပဲယတိဝက္ခဏီမှာသူ့ရဲ့တငယ်ချင်းဖြစ်တဲ့တတိဝတ္တနာကိုသူခေါ်တယ်ပေါ့မင်းယတိဝတ်နိုင်မလားငါကတော့မဝတ်နိုင်ဘူးဆိုတော့အဲ့ဒီမှာတရဒလူလင်ကသူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းအလုံးကိုစွန့်လွတ်ပြီးတော့ယတိဝတ်သွားတာအဲ့ဒါဦးဇင်းတို့တရားနှလုံးကျင့်သုံးရင်းနဲ့နော်ဇံပင်ခြင်းနဲ့ပြည့်စုံတဲ့တကူဣတိပတ်နဲ့ပြည့်စုံတဲ့ယတိသူတော်စင်တစ်ပါးဖြစ်တယ်ပေါ့အဲ့ဒါနောက်တော့သူ့ကိုကြည်ညိုလို့သူ့စီကိုတပည့်ခံပြီးတော့လာပြီးတော့ကျင့်သုံးကြတဲ့တပည့်တွေယတိတွေတဖြည်းဖြည်းနဲ့များများလာလိုက်တာ9400လောက်တောင်ရှိတယ်တဲ့အလွန်များတဲ့တပည့်ပရိသတ်ကြီးကိုအုပ်ချုပ်ပြီးတော့နေတာပေါ့နော်တော်ထဲမှာအဲ့ဒါလိုနဲ့ဒီတရရယတိအရှင်မြတ်တော်ထဲမှာနော်ဇန်ချမ်းသာနဲ့နေနေတဲ့အချိန်မှာပဲလောကသုံးပါးမှာအနောမတ္တိမြတ်စွာဘုရားပွင့်တယ်။ဒါဘုရားရှင်ကိုရောင်မြတ်ကြီးကတနေ့မှာဟောတပည့်ညုတဉာဏ်ကွန်ရက်ကိုဖြန့်ကျက်ပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီတရရယတိရဲ့တပည့်ပေါင်း9400ကျွတ်တန်းဝင်မယ်ဆိုတာကိုသိတယ်မြင်နေတဲ့။အဲ့ဒါနဲ့အနောမတ္တိမြတ်စွာဘုရားကတရရယတိရှိတဲ့တောထဲကိုကြွသွားတာ။ဒါဦးဇင်းတို့အတူချုပ်လေးပဲပြောမှာပါဟုတ်လား။အဲ့လိုကြွသွားတဲ့အခါကျတော့တရရယတိရှင်သာရိပုတ္တရာအလောင်းဖြစ်တဲ့အဲ့ဒီယတိအရှင်သူမြတ်ကဒါဟာသုံးလောကထွတ်ထားတပ်ပင်ညုမြတ်စွာဘုရားပဲလို့နော်ဒီရုပ်ပိုင်းဆိုင်ရာလက္ခဏာတော်ကြီးငယ်အတွေ့အကြုံနဲ့တင့်တယ်တဲ့ယူပကာယတော်ကိုဖူးမြင်ရတာနဲ့ပဲသူအတတ်သိတယ်အဲ့ဒါနဲ့အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့နော်ပန်းပုံကြီးပေါ်မှာပူဇော်ပြီးတော့နော်ဘုရားရှင်ကိုရမေကြီးကိုသူရှ िख ိုးပြီးတော့ပူဇော်တယ်အဲ့ဒါခဏနေတော့သူ့ရဲ့တပည့်တွေရောက်လာတော့ဩဒီအရှင်မြတ်ကတို့ရဲ့ဆရာတဲ့တောင်မြတ်သလားလောကမှာတို့ဆရာတဲ့မြတ်တာဘယ်သူမှမရှိဘူးလို့တို့ထင်နေတာခုတို့ရဲ့ဆရာကပဲဒီအရှင်မြတ်ကိုနော်ပူဇော်နေတယ်ရှ िख ိုးနေတယ်အဲ့လိုမျိုးဖြစ်တော့တရရယတိကဟုတ်တယ်ဒါဟာသုံးလောကထွတ်ထားတပ်ပင်ညုမြတ်စွာဘုရားဖြစ်တယ်ငါထက်အစာပေါင်းသိမ့်တန်းဂရေမကမြင့်မြတ်တယ်လို့အဲ့လိုမင်းရှိတော့တပည့်ယတိတွေကလည်းမြတ်စွာဘုရားကိုရှ िख ိုးကြပူဇော်ကြပါအဲ့ဒီအချိန်မှာနောမတ္တိမြတ်စွာဘုရားကအဋိဋ္ဌံနဲ့ငါရဲ့လက်ရတော်ရန်လက်ဝဲတော်ရန်မထေဖြစ်တဲ့နိဒဗမထေနဲ့အနောမမထေဟာယဟန်တန်ဃာပေါင်းများစွာချမ်းရမ်းပြီးတော့ငါစီကိုလာစေတည်းလို့အဋိဋ္ဌံနဲ့အဲ့ဒါခဏနေတော့အက္ခတဝကအစုံနဲ့ယဟန်တန်ဃာပေါင်းများစွာနောမတ္တိမြတ်စွာဘုရားဒီကိုရောက်လာကြအဲ့ဒီမှာမြတ်စွာဘုရားကလက်ရတော်ရန်လက်ဝဲတော်ရန်မထေမြတ်နှစ်ပါးကိုတရားဟောခိုင်းတယ်ယတိတွေကိုအဲ့ဒီလိုတရားဟောတဲ့အခါမှာယတိတွေရဲ့စိတ်ထဲမှာဘာအတိတုဉဏ်တို့မှမရအောင်ဒါပေမဲ့ထူးခြားတာတစ်ခုကဒီမြတ်စွာဘုရားကဒီယဟန်နှစ်ပါးကိုအလွန်ဦးစားပေးပြီးတော့တရားဟောခိုင်းတယ်ဆိုတာကိုတွေ့မြင်ရတော့တရရယတိရဲ့စိတ်ထဲမှာအဲ့ဒီအက္ခတဝကနှစ်ပါးကိုအလွန်စိတ်ဝင်စားတယ်အဲ့ဒါအက္ခတဝကနှစ်ပါးတရားလည်းဟောပြီးရောအနောမတ္တိမြတ်စွာဘုရားဆက်ပြီးတော့တရားဟောတယ်နော်ဘုရားတို့ရဲ့တင့်တယ်ခြင်းဖြင့်တရားဒေသနာကိုဟောကြားတဲ့အခါမှာယတိပေါင်း9400
ယန္နာဖြစ်တယ်တဲ့ဒါပေမဲ့ဆရာကြီးဖြစ်တဲ့တရရသေးကတော့ဘာအတိတို့ညာတို့မှမရအောင်ဘာဖြစ်လို့မရတာလဲဆိုတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာအဲ့ဒီအခတာဝကမထေရမြတ်နှစ်ပါးရဲ့အကြောင်းပဲရှိနေတယ်ဒါကိုသူအရန်စိတ်ဝင်စားတယ်အဲ့ဒါနဲ့တရားလည်းဟောပြီးပြီဆိုတော့အဲ့ဒီအနောမတ္တိမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဗျာအဲ့ဒီမထေရမြတ်နှစ်ပါးကဘယ်လိုအစဉ်တမ်းမျိုးရှိတာလဲဘယ်လိုအနေထားမျိုးလဲလို့မေးတော့ဒါကလက်ရတော့ရဒါကလက်ဝဲတော့ရအဲ့လိုမျိုးမင်းရှိတဲ့အခါကျတော့အဲ့ဒီတရရရှင်ရဲ့သေးကအေးငါကတော့တဆူသောမြတ်စွာဘုရားရဲ့လက်ထက်မှာလက်ရတော့ရပညာအရာမှာအသာဆုံးအမြတ်ဆုံးဖြစ်တဲ့လက်ရတော့ရမတည်ဖြစ်ရရင်တော့ကောင်းမှာပဲဆိုပြီးတော့ဒီမှာသူစုပန်တာဟုတ်လားနော်တပည့်တွေကဘာဖြစ်သွားတော့ယန္နာဖြစ်သွားတာနော်အေးအဲ့ဒီမှာသူကမြတ်စွာဘုရားပြန်ကြွသွားပြီဆိုတော့သူလည်းပဲဇံပင်ခြင်းနဲ့သူ့ရဲ့တငယ်ချင်းရှိရာတိတိဝတ္တနာစီကိုသွားတာသွားပြီးတော့တငယ်ချင်းငါကတော့လက်ရတော့ရနော်အခတာဝကယာတို့ကိုငါဆွတောင်းခဲ့တယ်မင်းလက်ဝဲတော်ရဆုကိုမင်းယူပါတိုက်တွန်းတာဟုတ်လားအဲ့တော့ငါဘုရားနဲ့မရင်းနေဘူးဆိုတော့ကိုင်းအဲ့ဒါငါကိစ္စရှိသေးမင်းစုပန်ဖို့ပဲလက်ဝဲတော်ရဖြစ်ခြင်းနဲ့စိတ်ဆန္ဒရှိဖို့ပဲအရေးကြီးတယ်ဆိုတော့အေးငါလည်းဖြစ်ခြင်းတယ်ဆိုပြီးတော့အဲ့ဒီမှာဘုရားပင့်ပေးတဲ့ကိစ္စကိုတရရတေကဆောင်ရွက်ပြီးတော့တိတိဝတ္တနာတငယ်ချင်းတကြွယ်ကလည်းပဲလက်ဝဲတော်ရဆုကိုတောင်းတယ်အဲ့ဒါရှင်မောဂလန်ဖြစ်လာမှာပဲဘုရားတို့ပိဋကတ်တော်တွေထဲမှာဒီရှင်သာရိပုတ္တရာရှင်မြတ်ကြီးနဲ့ရှင်မောဂလန်ရှင်မြတ်ကြီးတို့ရဲ့အကြောင်းအရာတွေကများသောအားဖြင့်တွဲပြီးတော့ပါလာတာဒါလွန်ခဲ့တဲ့ဥရှင်တို့တသင်္ချေနဲ့ကဘာတသိန်းအထက်မှာဖြစ်ပျက်ခဲ့တဲ့အနေအထားတစ်ခုပေါ့အဲ့ဒါလို့သူတို့စုပန်တဲ့အခါမှာနောမတ္တိမြတ်စွာဘုရားကအန္တရာယ်မရှိပြည့်စုံမယ်ဆိုတာကိုသိတော်မူမြင်တော်မူတဲ့အတွက်ကြောင့်လာမယ့်တသင်္ချေနဲ့ကဘာတသိန်းထက်ကာလမှာဂေါတမမြတ်စွာဘုရားရဲ့လက်ထွတ်တော်မှာသင်တို့ဟာနော်အခတာဝကအစုံလက်ရတော်ရန်လက်ဝဲတော်ရန်မထေရဖြစ်ကြလိမ့်မယ်လို့မလွဲဧကမှန်တဲ့ဗျာဒိစကားမိန်ကြတာဟုတ်လားဒါသူတို့စုပန်တဲ့အကြောင်းပေါ့ဆက်ပြီးတော့ပြောမှာကဦးဇင်းတို့နောက်ဆုံးဘဝဒီမထေရမြတ်ကြီးနှစ်ပါးအထူးသဖြင့်နော်အခတာဝကပညာရာမှာဣတတဲ့ရတဲ့နော်အရှင်မြတ်ကြီးအရှင်သာရိပုတ္တရာနောက်ဆုံးဘဝအနေအထားလေးကိုဆက်ပြီးတော့ပြောပါမယ်ဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ရောက်တော့ရှင်သာရိပုတ္တရာဖြစ်လာမဲ့အဲ့ဒီတရရရသေးကနော်ရာဇဂိုမြို့ရဲ့အနေဥပတိတ်တရွာအဲ့ဒီရွာမှာနော်ရွာကြီးလို့ဆိုကြပါတော့အချမ်းသာဆုံးရွာကိုအုပ်စိုးရတဲ့နော်ဝင်ကန္တပုံနာဆိုတာရှိတယ်နော်သူ့ရဲ့ဒကမာကြီးကရူပတာရီပုံနေမလို့ခေါ်တယ်အဲ့ဒီရူပတာရီပုံနေမရဲ့ဝမ်းမှာနော်သွားပြီးတော့ဖြစ်တယ်မွေးဖွားလာတဲ့အခါကျတော့ဥပတိတ်တရွာမှာမွေးဖွားတဲ့အကြီးအကဲဖြစ်မှဖြစ်တဲ့အတွက်ကြောင့်ဥပတိတ်တလို့ပဲနာမည်ပေးတယ်နော်မွေးခြင်းကဘယ်နှယောက်ရှိလဲဆိုတော့သူ့ရဲ့အောက်မှာညီ3ယောက်ညီမ3ယောက်ရှိတယ်ဟုတ်လားသူတို့ရဲ့အကြောင်းတွေကိုလည်းတစ်ချိန်မှာရှင်သာရိပုတ္တရာရဲ့နော်ညီမများရဲ့အကြောင်းကိုလည်းပဲနော်တရားတစ်ခုဟောဖို့ဦးဇင်းတို့စဉ်းစားထားပါတယ်နော်စာလာရဲ့ဥပစာလာရဲ့တိတုပစာလာရဲ့ဆိုတော့ညီမ3ယောက်ရှိတယ်ဟုတ်လားနော်ညီ3ယောက်ကစုံဒရဲ့ဥပသေနရဲ့ဇေဝဒရဲ့ဆိုပြီးတော့နော်ညီ3ယောက်ညီမ3ယောက်ရှိတယ်အားလုံးအဲ့ဒါရှင်မြတ်ကြီးရဲ့အစွမ်းကြောင့်သာသနာ့ဘောင်ဝေယံပြုပြီးတော့အကုန်လုံးယန္တာဖြစ်ကြတာဟုတ်လားသူတို့ရဲ့အကြောင်းကလည်းပဲစိတ်ဝင်စားစရာကောင်းပါလေအဲ့တော့ဦးဇင်းတို့ရှင်မောဂလန်ဖြစ်လာမဲ့ပုဂ္ဂိုလ်ကတော့နော်အဲ့ဒီရာဇဂိုမြို့ရဲ့အနေကနော်ကောလိတဆိုတဲ့ရွာမှာမောဂလီပုံနေမရဲ့ဝမ်းမှာသွားပြီးတော့ဖြစ်တယ်ဒါရှင်မောဂလန်ဖြစ်လာမှာပဲဟုတ်လားသူတို့ရဲ့ငယ်နာမည်ကနော်ရှင်သာရိပုတ္တရာရဲ့ငယ်နာမည်ကဥပတိတ်တရှင်မောဂလန်ရဲ့ငယ်နာမည်ကကောလိတဒါပေမဲ့လို့ရူပတာရီနော်တာရီပုံနေမရဲ့သားဖြစ်လို့တာရိပုတ္တရာလို့ဒီလိုနာမည်ဖြစ်တာမောဂလီပုံနေမရဲ့သားဖြစ်လို့မောဂလာနမောဂလန်လို့ဒီလိုနာမည်တွင်တာဟုတ်လားအဲ့ဒါသူတို့ကအလွန်တရာမှချမ်းချမ်းသာသာကြီးပြင်းလာကြတာအလွန်မှလည်းပဲချစ်ခင်ရင်းနှီးတဲ့တငယ်ချင်းတွေပဲဆက်ဖြစ်တယ်ဟုတ်လားအဲ့ဒါတစုံတစ်ခုပွဲလန်းတဲ့ပင်သွားတယ်ရှိတယ်အရေးရဲ့အကြောင်းရဲ့သွားတယ်ရှိတယ်ဆိုရင်အဲ့ဒီဥပတိတ္တလူလင်ကရွှေထန်းစဉ်900တောင်အချမ်းရန်ရှိတယ်လို့ဆိုတယ်နော်အလွန်ချမ်းသာတဲ့အမျိုးပေါ့နော်ဟုတ်လားအဲ့ဒီဦးဇင်းတို့ကောလိတလူလင်ကတော့မြင်းရထား900အချမ်းရန်ရှိတယ်တဲ့အဲ့နေတိုင်းသူတို့မတွေ့တဲ့အချိန်မရှိဘူးအလွန်ချစ်ခင်ကြတယ်အလွန်ရင်းနှီးကြတယ်အဲ့ဒီမှာသူတို့ယဟန်ပြုခြင်းစိတ်ပေါက်ရတဲ့အကြောင်းကလည်းပဲပိဋကပေါင်းသူတော်ကောင်းတို့အားလုံးကြာဝနာဝရှိတဲ့အကြောင်းအရာလေးပါ
အကျဉ်းမြင့်လေးတွေပဲဦးဇင်းတို့ပြောရမယ်အဓိကပြောချင်တာကဒီမထေမြတ်ကြီးတွေရဲ့နော်တရားဒေသနာဒီမထေမြတ်ကြီးတွေရဲ့နော်အရှိအသွေးသူတို့ရဲ့စိတ်နေသဘောထားအတူယူစရာဒါတွေကိုပဲဦးဇင်းတို့ကဦးစားပေးပြီးတော့ပြောချင်တာပါဒါပေမဲ့လို့ဒီအထုပ်ပတ္တိလေးတွေကလည်းပဲလိပ်ပတ်လေယုံလေးလောက်တော့လေသိထားတဲ့နေပေါ့ဟုတ်လားအေးအဲ့တော့သူတို့ဘာလို့ရဟန်းပြုခြင်းစိတ်ပေါက်သွားတာတော့ဆိုတော့နော်နှစ်တိုင်းရာဇဂိုမြို့မှာတောင်ထိပ်နှက်ခတ်ပွဲသဘင်ဆိုတာရှိတယ်တဲ့အဲ့တော့တစ်နှစ်မှာတော့ဟောတကယ်ချင်းနှစ်ယောက်ပွဲလမ်းသဘင်အကြီးကြီးခံရချမ်းရံပြီးတော့ပိတ်သက်များစွာနဲ့ပွဲကြည့်ကြတယ်ပေါ့အဲ့ပွဲကြည့်ရင်လည်းသူတို့နှစ်ယောက်ကအတူတူပဲကြည့်ကြတာဟုတ်လားတနေရာထဲမှာစင်တစ်ခုထဲမှာဒီလိုပဲကြည့်ကြတာအဲ့ဒီနေ့မှာတော့နော်ဥပါဒိတလူလင်ကဘလို့စဉ်းစားတော့ဆိုတော့ကတဲ့လူတွေကကကြည့်တဲ့လူတွေကကြည့်အခါတိုင်းဆိုလို့ရှိရင် तू ဟာဝမ်းသာစရာတွေ့ရင်ဝမ်းသာတယ်ကြည်ရင်နဲ့ဝမ်းနေစရာတွေ့ရင်ဝမ်းနေတယ်ဆုချစရာတွေ့ရင်ဆုချတယ်ပေါ့ဒီနေ့မှာတော့အဲ့ဒီလိုစိတ်ကူးမျိုးမရှိဘူးသူ့စိတ်ထဲဘလို့စဉ်းစားတော့ဆိုတော့ကတဲ့လူတွေကကကြည်တဲ့လူတွေကကြည်ဘာတွေတော့ဘာတွေပဲဖြစ်လို့နေဟောဒီလူတွေကနေတဲ့လူတွေရောကြည်နေတဲ့လူတွေရောနှစ်ပေါင်း100အတွင်းမှာအားလုံးပျောက်ကွယ်သွားကြမဲ့လူတွေကြီးပဲဒါဟုတ်သူစဉ်းစားမိတယ်တဲ့အဲ့လိုစဉ်းစားမိပြီးတော့လောကကြီးကအနှစ်သာရကင်းမဲ့လှလေဆိုတာကအချီးနီးလောကကြီးပါတကားဘာတွေပဲဖြစ်လို့နေပြီးတော့လည်းပဲပျောက်ကွယ်သွားရတဲ့အနေအထားကြီးကိုကြည်ပြီးတော့စိတ်ထဲမှာနော်ဟာလာကြီးဖြစ်နေတယ်ပေါ့နော်စိတ်ထဲမှာဘာမှနေရထိုင်ရတာအရသာမရှိဘူးအနှစ်သာရကင်းမဲ့လှကြီးတကားသူ့စိတ်ထဲမှာအဲ့လိုတွေးမိတယ်ငါတော့လွတ်မြောက်ရေးတရားကိုရှားမှဖြစ်မယ်ဒီမကောင်းတဲ့အနေအထားကလွတ်မြောက်အောင်လုံးဝဖြစ်မယ်ဒီအတွေးတွေပေါ်လာတယ်ဒါကလည်းပဲနှိုးဆော်တဲ့ပါရမီတရားတို့ရဲ့အစွမ်းလို့ဖြစ်မယ်လို့ဆိုရမှာပေါ့နော်တိုက်ဆိုင်တိုင်းပဲကောလိတလူလင်ကလည်းအဲ့ဒီလိုပဲတွေးနေတာအဲ့ဒါပြီးပြီဆိုတော့ငယ်ချင်းမင်းကြည်ရတာဒီနေ့မရွှင်ပါလားမင်းဘာတွေများစဉ်းစားနေတော့ပြောပြတယ်ငါဒီလိုစဉ်းစားမိတယ်တိုက်ဆိုင်လိုက်တာငါလည်းဒါပဲစဉ်းစားနေတာအေးအဲ့လိုဆိုရင်တို့နှစ်ယောက်ဘာလုပ်မလို့အဲ့လိုဆိုလို့ရှိရင်အိယာတီထောင်လွတ်ပေါင်ကိုစွန့်ပြီးတော့တို့ရဟန်းပြုကြမယ်နော်အဲ့ဒီချိန်မှာမြတ်စွာဘုရားမပွင့်သေးဘူးနော်ဟုတ်လားဒါနဲ့တို့ပဇုတိကိုရဟန်းပြုမလို့ဆိုတော့အဲ့ဒီခေတ်အဲ့ဒီခါကအဲ့ဒီအချိန်ခါတုန်းကနော်ဘုရားဆိုပြီးတော့နာမည်ကြီးနေတဲ့နော်အချင်းရနေအလွန်များပြီးတော့အလွန်နာမည်ကြီးနေတဲ့သိန်းကြီးဆရာကြီးဆိုတာရှိတယ်အဲ့ဒီသိန်းကြီးဆရာကြီးတွေကိုတွားပြီးတော့တို့ရဟန်းပြုကြမယ်ဆိုပြီးတော့နော်အလုံးကိုစွန့်ငယ်ပြီးတော့ရဟန်းပြုကြတာဒါသူ့ရဲ့အချင်းရသူတို့ရဲ့တပည့်တွေပါအကုန်လုံးလိုက်ပြီးတော့ရဟန်းပြုကြတာ900လောက်ပါသွားတယ်အဲ့ဒါသူတို့လည်းအဲ့ဒီသိန်းကြီးဆရာကြီးဒီမှာရဟန်းပြုရောသိန်းကြီးဆရာကြီးရဲ့ခိုင်းကနသိန်းကြီးဆရာကြီးရဲ့အနေထားတခါတည်းပြောင်းလဲသွားတယ်နော်လူမဲ့တမ်းမဲ့လူနဲ့အကုန်လုံးပြည့်ပြည့်စုံစုံဖြစ်တယ်ဟုတ်လားဒီလိုနဲ့3-4ရက်လောက်ကြာတဲ့ခါကျတော့အဲ့ဒီတငယ်ချင်းတယောက်ကတို့ဒီသိန်းကြီးဆရာကြီးရဲ့အယူဝါဒထဲမှာနော်ဘာမှအနှစ်သာရရှိတာကိုမတွေ့ရဘူးနောက်ထပ်လည်းထပ်ပြီးတော့ဘာမှသင်ယူစရာလည်းမရှိတော့ဘူးဒါပေမဲ့လို့သဘူရိတ်ကျွန်းဆိုတာလောကဆိုတာကျေပြန့်နေဒီလွတ်မြောက်ကြောင်းတရားကိုသိတဲ့လူဆိုတာတွေ့ရမှာပဲဒါကြောင့်နော်အနှစ်သာရကင်းမဲ့တယ်လို့သိမြင်ပေမဲ့လို့လည်းပဲအဲ့ဒီရဟန်းဘွားကိုသူတို့မစွန့်ဘူးဆက်ပြီးတော့အမှန်တရားကိုရှာမယ်တကယ်လို့တို့နှစ်ယောက်အမှန်တရားကိုရှာတဲ့အခါမှာတွေ့တဲ့လူကနော်အရင်တွေ့တဲ့လူကနောက်လူကိုလာပြီးတော့ပြောတကြီးဆိုပြီးတော့ဂတိကဝတ်လည်းထားကြတယ်ပေါ့နော်အဲ့ဒီလိုနဲ့ဦးဇင်းတို့ကာလတစ်ခုရောက်လာတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရမကြီးပွင့်လာတယ်နောက်ပြင်စဝဂီ9ဦးဆိုတာလည်းပဲတရားဥကိုနာပြီးတော့ယဟနာဖြစ်ကြတယ်လို့ဆိုကြပါစို့ဟုတ်လားအနတ္တလက္ခဏာတုတ်ရဲ့နော်နာပြီးဒီရဲ့ခြားမဲ့မှာအလုံးယဟနာဖြစ်ကြတယ်အဲ့ဒီပြင်စဝဂီ9ဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစီဟုတ်လားအဲ့ဒီရှင်အတ္တစီနဲ့တွေ့တာဥပါဒေသရှင်သာရိပုတ္တရာကိုရမကြီးရဲ့ဖြစ်လာမဲ့ပုံကရှင်အတ္တစီကိုတွေ့တာတွေ့တဲ့အခါကျတော့အမူအရာကိုကြည့်တယ်မျက်နှာကိုကြည့်တယ်ပင်ကိုယ်ကလည်းဉာဏ်ပညာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ငြိမ်သက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာမသေးရအမတ္တဓာတ်အမြိုက်နိဗ္ဗာန်သိတဲ့စိတ်သိတဲ့ဉာဏ်ဧကန္တရှိလိမ့်မယ်မှတ်မိတယ်ဟုတ်လားအဲ့ဒါနဲ့ဘာပြီးတော့မေးမယ်ဆိုတော့နော်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ဒီချိန်ကဆွန့်ခံနေတဲ့ချိန်ငါမေးလို့မသိတော့ဘူးအဲ့တော့ငါနောက်ကနေပြီးတော့မျက်ခြေမပြတ်လိုက်မယ်ဆိုတော့လိုက်တာဒါတခုသောဈေးရက်ပေါ်ရောက်တော့အဲ့ဒီမထေမြတ်ကစွန့်စားမယ်လို့ပြင်တော့သူနေရာတွေဘာတွေခင်းပေးတယ်ဟုတ်လားတပည့်တယောက်လိုပဲလှုပ်ပေးတာနော်ရည်ဒီဘာတွေဆက်ကပ်ပြီးတော့ကုန်းလုံးကြုံကြုံလေးတိုင်ဘေးကနေဖူးမြော်စွန့်ကိစ္စလည်းပြီးပြီစွန့်စားလို့လည်းပြီးပြီဆိုတော့မှသူမေးတာ
နော်အရှင်ဘုရားတဲ့အရှင်ဘုရားကဘု து ကိုရည်မှန်းပြီးတော့ရဟန်းပြုလာတာတော့အရှင်ဘုရားရဲ့ဆရာကဘု து တော့အရှင်ဘုရားရဲ့ဆရာကဘလို့ယူဝါဒရှိတော့အရှင်ဘုရားကဘလို့တရားတွေကိုနှစ်သက်တာတော့အဲ့လိုမေးတဲ့အခါကျတော့ရှင်ရတတိကဟောဒီသာသနာပြင်ပနော်ပရပိုက်တွေတက္ကသိုလ်တွေဆိုတာကသာသနာနဲ့ဆန့်ကျင်ဘက်ပဲဒါကြောင့်သာသနာရဲ့လေးနှစ်တဲ့အကြောင်းအရာတွေကိုငါပြောမယ်ဒါပေမဲ့လို့သူ့ကိုငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်သေးဘူးဆိုတာကိုလည်းပြောမှဖြစ်မယ်ဆိုပြီးတော့အရှင်တဲ့ငါဟာယဟန်ဖြစ်ပြီးကသာပဲရှိသေးတယ်ယဟန်ပြုတာငါမကြသေးဘူးတဲ့ဟုတ်တယ်တကယ်လည်းမကြသေးဘူးတစ်နှစ်တောင်မပြည့်သေးဘူးဟုတ်လားဒါကြောင့်မို့လို့ငါတို့ရဲ့ဆရာမြတ်စွာဘုရားရဲ့အယူဝါဒကိုငါပြည့်ပြည့်စုံစုံကြီးမပြောနိုင်ဘူးတဲ့ငါအများကြီးမပြောတတ်ဘူးအဲ့လိုမရှိတဲ့အခါကျတော့ဥပဒေတာကအရှင်ဘုရားတဲ့စကားပြောတဲ့အခါမှာနဲတာများတာကဗဒနာမရှိပါဘူးဗဒနာမဟုတ်ပါဘူးတဲ့အနှစ်သာရရှိတဲ့အဓိပ္ပာယ်ရှိတဲ့စကားပဲဖြစ်ဖို့လိုပါတယ်ပေါ့ပြောမဲ့တာဝန်ကအရှင်ဘုရားရဲ့တာဝန်ပြောတာပြောလိုက်ပါနီးပေါင်းအရာမကအထောင်မကနဲ့ခွဲခြားဝေဖန်ပြီးတော့တိဖို့ရာကတပည့်တော်ရဲ့တာဝန်ပါစကားတွေအများကြီးပြောနေလို့ဘာမှအကျိုးမရှိပါဘူးဗျာလူရင်းလေးကိုပဲအနှစ်သာရရှိရှိအမိန့်ရှိပါဒီသဘောမျိုးတောင်းပန်တာဟုတ်လားအဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်ရတကြီးကပေတတို့သိထားတဲ့အတိုင်းယေဓမ္မာဟေတုပ္ပဘဝတေတံဟေတုတထာဂတောအာဟတေသင်္စာယောនិရောဓဧဝံဝါဒီမဟာသမနောတဲ့ဒီကထာလေးအဓိပ္ပာယ်ကိုလေးလေးနက်နက်သိအောင်လုပ်မယ်ဆိုလို့ရှိရင်အလွန်လေးနက်တဲ့အဓိပ္ပာယ်ရှိတယ်ဆိုတာကိုပိဋကပေါင်းတော်ကောင်းတို့သိနိုင်တယ်အဓိပ္ပာယ်ကသစ္စာလေးပါးကိုအချင်းချုပ်ပြီးတော့ပြောသွားတာဒါကိုပြောပုံလေးတာစကလုံးကအလွန်တရာမှပြီးပြင်းတယ်ယေဓမ္မာဟေတုပ္ပဘဝဟောဒီလောကကြီးမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာအကြောင်းတရားကြောင့်ဖြစ်တာပါတဲ့အကြောင်းမဲ့ဖြစ်တာဘာမှမရှိဘူးနော်ယေဓမ္မာဟေတုပ္ပဘဝဘယ်လိုသဘောတရားပဲဖြစ်ဖြစ်အကြောင်းတရားကြောင့်ဖြစ်တာပါတဲ့ဒီလောကကြီးမှာဖြစ်နေတဲ့တရားတွေတေတံဟေတုတထာဂတောဟာအဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်တဲ့ဟုတ်လားဒါဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်ဒါတွေမကဘူးတဲ့တေသင်္စာယောនិရောဓအဲ့ဒီအကြောင်းအကျိုးသဘာဝကြီးရဲ့ချုပ်ရာနော်အဲ့ဒီချုပ်ချင်းတို့ရောက်စေတတ်တဲ့နော်နီလန်နော်ဒါတွေကိုလည်းပဲမြတ်စွာဘုရားဟောပါတယ်တဲ့တေသင်္စာယောនិရောဓဧဝံဝါဒီမဟာသမနောနော်ယဟန်မြတ်ဖြစ်တော်မူတဲ့တို့ရဲ့မြတ်စွာဘုရားဒီလိုဟောပြောတဲ့အလေးရှိတယ်ဒါဒီကဒါလေးကိုလူငယ်တွေနားလည်အောင်အရင်တို့ပြောရမယ်ဆိုလို့ရှိရင်နော်သဘာဝတရားတွေဆိုတာအကြောင်းတရားကြောင့်ဖြစ်တာဆိုတာအဓိကသဘာဝတရားတွေဆိုတာဒီခန္ဓာဒီဘဝကြီးကိုရည်ညွှန်းတာဟုတ်လားဒီဒုက္ခတရားတွေဟာဘာကြောင့်ဖြစ်တာလဲအကြောင်းမဲ့ဖြစ်တာမဟုတ်ဖန်ဆင်းထားလို့ဖြစ်နေတာလည်းမဟုတ်အကြောင်းရှိလို့ဖြစ်တာတဲ့အဲ့ဒီအကြောင်းကဘာလဲဆိုတဲ့လောဘဆိုတဲ့အကြောင်းပဲဖြစ်ခြင်းနဲ့လိုခြင်းနဲ့ရခြင်းနဲ့ဆိုတဲ့လောဘဆိုတဲ့အကြောင်းတရားကြောင့်ဒီဒုက္ခကြီးဖြစ်တာဒီဒုက္ခတွေဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းမြတ်စွာဘုရားဟောတယ်ဒါနော်အဲ့ဒီအကြောင်းတရားကြောင့်ဖြစ်နေတဲ့အဲ့ဒီဒုက္ခသစ္စာဒီအကြောင်းအကျိုးတစုံသမုဒယနဲ့ဒုက္ခပေါ့နော်ဒါတွေရဲ့ချုပ်ရာနိဗ္ဗာန်ဒါကိုလည်းမြတ်စွာဘုရားဟောတယ်အဲ့ဒီနိဗ္ဗာန်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကျင့်လမ်းစဉ်ကိုလည်းမြတ်စွာဘုရားဟောပြတယ်တဲ့ဟောတာလေးဒီမျိုးနဲ့ပြောတာနော်သဘာဝတရားတွေဟာဗါတဲ့အကြောင်းကြောင့်ဖြစ်တာအဲ့ဒီအကြောင်းကိုမြတ်စွာဘုရားဟောတယ်အဲ့ဒီအကြောင်းအကျိုးချုပ်ရာကိုလည်းမြတ်စွာဘုရားဟောတယ်ချုပ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကိုလည်းမြတ်စွာဘုရားဟောပြတယ်အဲ့ဒီဂါထာလေးလည်းပြောလိုက်ရောနော်ဂါထာမဆုံးသေးခင်မှာဂါထာက၄ပါးသာရှိတယ်ပထမ2ပါးရဲ့အဆုံးမှာသောတပတ္တိမေညာကိုရတယ်တဲ့နော်ဥပဒိတဘလောက်ဉာဏ်ပညာထက်လဲဆိုလို့ရှိရင်နောက်2ပါးကသောတပန်ဖြစ်ပြီးမှသူနာယူလိုက်တာဘာပဲဖြစ်စရာအကြောင်းရှိလို့ဖြစ်တာဒါကိုသူသိသွားတဲ့အခါကျတော့အော်အကြောင်းတရားချုပ်ရင်အကျိုးတရားချုပ်မှာပဲဒါကိုပါဆက်ပြီးတော့ဘာဖြစ်သွားတော့သိသွားတာနော်ပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဆိုတာကိုသိတယ်ဖန်ဆင်းတာလို့ဖြစ်နေတာမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေတာမဟုတ်ဘူးလို့လည်းသိတယ်တက္ကာယဒိဋ္ဌိကိုတခါတည်းအမြင့်ပြတ်ပယ်ရှားနိုင်တဲ့ဉာဏ်ကိုရသွားတာဘလောက်ထက်မြက်တဲ့ဉာဏ်ရှိလဲဆိုတာကိုစဉ်းစားကြည့်နော်အဲ့ဒီဂါထာလေးကိုနာတော့သောတာပန်ဖြစ်တယ်အဲ့ဒီလိုသောတာပန်လည်းဖြစ်ပြီဆိုတော့သူဘာလျှောက်တုံးဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရှားနေတဲ့နော်မတရားတရားဆိုတာဒါပဲတဲ့ဒါကြောင့်ခဏလေးဆိုင်းမအောင်ဘုရားတဲ့တပည့်တော်ရှားနေတဲ့တရားဒီတရားပဲအခုတပည့်တော်တိလိုက်တဲ့တရားတပည့်တော်ရှားနေတဲ့တရားပဲတဲ့နော်အရှင်ဘုရားတို့ကတော့နော်အမတတ်မတရားအမြိုက်နိဗ္ဗာန်ကိုရရှိတော်မူကြပြီတပည့်တော်တို့မှာတော့
နော်ကဘာပေါင်းများစွာဒီအမှန်တရားဒီချမ်းသာနိဗ္ဗာန်တရားကိုမသိဘဲနဲ့ကုန်လွန်ခဲ့ရတယ်တဲ့ဒါပေမဲ့သူသောတာပန်ဖြစ်သွားပြီနော်ဟုတ်လားအဲ့ဒီလိုအလျှောက်ပြီးတော့ရှင်ဘုရားနော်ဆက်ပြီးတော့မဟောပါနဲ့哦တပည့်တော်မှာအလွန်ချစ်ခင်ရင်းနှီးတဲ့တကယ်ချင်းတယောက်ရှိပါတယ်နော်ဂတိကိုလည်းထားတာရှိတယ်ဒါကြောင့်သူ့ကိုတပည့်တော်သွားပြီးတော့ပြောရအောင်မယ်ဆိုပြီးတော့နော်အဲ့ဒီရှင်အသက်ကြီးကိုတပည့်တော်တို့ရဲ့ဆရာမြတ်စွာဘုရားဘယ်ဒီမှာရှိပါသလဲဆိုတာတခါတည်းမေးပြီးတော့သူဘယ်သွားတော့ဆိုတော့အရှင်မမောက္ကလံလောင်းရှိတဲ့နေရာနော်ကောလိတနော်ပြပိုက်ရှိတဲ့နေရာကိုသူသွားတာဟိုရောက်တော့ကောလိတကတိတယ်ငါရဲ့တငယ်ချင်းဒီကနေ့ရှာနေတဲ့မတရားတရားကိုသူတွေ့ခဲ့ပြီဆိုတာကိုသိတယ်ဘာဖြစ်လို့သိတာလဲဆိုတော့အမူအရာနဲ့မျက်နှာအနေထားကိုကြည့်ပြီးတော့သိတာသူလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တယောက်ပဲလေအဲ့တော့သိနိုင်တဲ့အနေအထားလေးတွေကလည်းပဲထင်ရှားမယ်လို့ဦးဇင်းထင်တယ်ဘာလို့ဆိုတော့နော်ရှားနေရတဲ့အနေအထားနဲ့တွေ့သွားတဲ့အနေအထားဟာဘယ်လိုမှမတူနိုင်ဘူးဟုတ်လားရှားနေတဲ့အနေအထားနဲ့ကိုရှားတာတွေ့သွားတဲ့အနေအထားတူနိုင်မလားမတူနိုင်ဘူးနော်မျက်နှာကြည်ကြည်လင်းလင်းတန်တန်ရှင်းရှင်းနဲ့နော်အလိုပြည့်နေတဲ့သဘောကပေါ်လွင်ထင်ရှားမှုရှိနေမယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါကြောင့်မို့လို့စီးပြီးတော့မေးတာဟိုကဘာမှမပြောသေးဘူးပဲနော်ငါရှင်နဲ့မင်းတို့ဒီနေ့ကြည်ရတာရှားနေတဲ့တရားရခဲ့ပုံရပြီသိခဲ့ပုံရပြီဟုတ်သလားအဲ့တော့ဟောလဲဟုတ်တယ်တဲ့ငါရခဲ့ပြီဟာအဲ့လိုဆိုလို့ရှိရင်ငါ့ကိုပြောပါအဲ့ဒီမှာအဲ့ဒီဂါထာလေးကိုပဲထပ်ပြီးတော့ဟောတာဟောတစ်ချိန်မဟောလိုက်တာကိုသူတခါတည်းရရင်နော်ဟုတ်လားအဲ့ဒီဂါထာကိုထပ်ပြီးတော့ဟောတာအဲ့ဒီဂါထာကိုလည်းနားထောင်လဲပြီးရောအဲ့ဒီကောလိတကလည်းပဲသောတာပန်ဖြစ်တယ်ဟောတကယ်ချင်းတစ်ယောက်လုံးသောတာပန်ဖြစ်ကြတယ်နော်သောတာပန်ဖြစ်ပြီဆိုကိုင်းတို့ဘယ်လိုလုပ်မလို့အဲ့ဒီမှာကောလိတကတော့စိတ်မြန်ကိုမြန်ပဲရှင်မမောက္ကလံကသူ့ရဲ့အကြောင်းအရာတွေကိုပိဋကတ်တော်ထဲမှာခက်မြန်ခက်ကြမ်းပဲတွေ့ရတယ်ဟုတ်လားရှင်သာရိပုတ္တရာကအလွန်နူးညံ့သိမ်မွေ့ပြီးတော့အလွန်သိခန္ဓာကိုတွေ့ရတယ်နော်ယန္တာဖြစ်ပြီးတဲ့နောက်မှာတောင်မှနော်ဇေယိုက်ကလေးတွေကတိတ်ပြီးတော့မတူဘူးဟုတ်လားလို့ရှင်မမောက္ကလံအလောင်းဖြစ်တဲ့အထိကောလိတကသွားမယ်တဲ့မြတ်စွာဘုရားရှိတဲ့နေရာပေါ့တခါတည်းသွားတော့မယ်ဒါပေမဲ့ဥပဒိတကအလုံးမဟုတ်နေအောင်တဲ့သိင်းစည်းဆရာကြီးတို့ဆရာကြီးရှိသေးတယ်ဒါကြောင့်တို့ဆရာကြီးကိုခေါ်မယ်တကယ်လို့နော်ငါတို့ကိုယုံကြည်လို့လိုက်လာမယ်ဆိုရင်လည်းဟိုရောက်ရင်မြတ်စွာဘုရားတရားဟောရင် तू သိနိုင်တယ်ကောင်းရဲ့ဒါကြောင့်သူ့အတွက်ငါအကျိုးရှိသေးခြင်းနဲ့သူကလည်းတို့ပေါ်မှာကျေးဇူးရှိတာပါပဲဒါကြောင့်သူ့ကိုခေါ်ရအောင်ဆိုတော့ကောလိတကလည်းမငြင်းဘူးအဲ့ဒါနဲ့တကယ်ချင်းနှစ်ယောက်အဲ့ဒီရှင်သိန်းစည်းဆရာကြီးရှိတဲ့နေရာကိုသွားပြောပြတယ်အကျိုးကြောင့်သိန်းစည်းဆရာကြီးကလည်းသိတယ်ဗျာစားတဲ့ဥစဉ်ဖတ်ကြည့်မင်းတို့ရှားနေတဲ့တရားမင်းတို့တွေ့တယ်နဲ့တူတယ်တဲ့မေးဟုတ်တယ်တွေ့ပြီတဲ့ဟောရှားတာကိုပါလေတွေ့ပြီဒါကြောင့်မလို့နော်အရှင်လည်းပဲမြတ်စွာဘုရားကြီးကိုလိုက်ခဲ့ပါအဲ့လိုခေါ်တာဗျခေါ်တဲ့အခါကျတော့သိန်းစည်းဆရာကြီးကဘာပြောဆိုမလိုက်နိုင်ဘူးတဲ့ဟာဘာဖြစ်လို့မလိုက်နိုင်တာတော့ငါအိုးစီးကြီးဘဝနဲ့နေပြီးတော့မှနော်အိုးငယ်လေးနဲ့ခတ်ထည့်ရတဲ့အိုးငယ်လေးအဖြစ်ကိုငါအယောင်မခံနိုင်ဘူးတဲ့ငါကအခုဆရာကြီးလုပ်ပြီးတော့နေရတာငါတပည့်တွေနဲ့နေရတာအိုးရောက်ရင်ငါတပည့်ဖြစ်မှာနော်ဆရာလုပ်ပြီးတော့မှငါတပည့်အဖြစ်နဲ့မနေနိုင်ဘူးတဲ့အဲ့လိုပြောတာနော်အဲ့လိုပြောတဲ့အခါကျတော့နော်ဥပဒိတကအရှင်စဉ်းစားပါဦးစဉ်းစားပါဦးနော်အမှန်တရားဆိုတာအရာအလုံးနဲ့တန်ဖိုးရှိတယ်နော်စဉ်းစားပါဦးလိုက်ခဲ့ပါအခုကျွန်တော်တို့ကသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အချမ်းရံတွေကလည်းလိုက်လာမယ်အဲ့ဒီလိုဆိုရင်ဒီမှာအများကြီးအားနေသွားလိမ့်မယ်အရှင်လည်းလိုက်ခဲ့ပါအဲ့တော့သိကြီးဆရာကြီးကဘာပြောလို့ဆိုတော့အားတပည့်တို့မင်းတို့ကငါပြောမယ်အဲ့ဒီလောကကြီးမှာပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့လူဘယ်တင်းကများလဲတဲ့ဟာပညာမဲ့တဲ့လူကများတာပေါ့အေးအဲ့လိုဆိုလို့ရှိရင်ပညာရှိတဲ့လူတွေယဟန်ဂေါတမစီကိုသွားလိမ့်မယ်ပညာမဲ့တဲ့လူတွေငါဒီမှာနေလိမ့်မယ်ဒါကြောင့်ငါဒီမှာလူမရှိမှပိဋကတ်မရှိမှမင်းတို့မပူနဲ့တဲ့ဟောဒါလည်းဟုတ်တာပဲနော်လူတိုင်းကိုဟာလေးနဲ့ကိုတော့အတိုင်းနဲ့အဝိုင်းနဲ့ရှိနေတာပဲဟုတ်တယ်မဟုတ်လားအေးအဲ့လိုပြောလို့သာပြောတာပါအဲ့ဒီကောလိတနဲ့ဥပဒိတသွားပြီဆိုတော့နော်တငယ်ချင်းတွေသူတို့ကိုအကြောင်းပြုပြီးတော့ရဟန်းပြုနေတဲ့ပုံကိုယ်တွေ250လောက်နော်လိုက်သွားကြတာ250လောက်လိုက်သွားဆိုဒီမှာတော်တော်ကိုလူကြီးကနေသွားတပည့်တွေကအဲ့ဒီတော့ဘာဖြစ်တုံးဆိုတော့သိင်းကြီးဆရာကြီးကခရွင်းကနေပြီးတော့လောလောပူသောသွေးထွက်ကြလာတယ်တဲ့သွေးအန္တာမခံနိုင်ဘူးပေါ့နော်ဒီလောကရန်ကို तू မခံနိုင်ဘူးဟောသေတော့သေမသွားဘူးနော်ဒါပေမဲ့ပါဇက်ကနေပြီးတော့သွေးပူတွေထွက်လာတယ်ကြောက်စရာပဲစိတ်ရဲ့နော်နှိမ့်နယ်မှုနှိမ့်ဆက်မှုကိုတော့ရုပ်ပိုင်းဆိုင်ရာခံရတာပါဇက်ကသွေးတောင်ထွက်တယ်ဟုတ်လား
အဲ့ဒီမှာဦးဇင်းတို့တလက်စာရဲ့ပြောချင်တာကဒီအကြောင်းအရာတွေကိုအကြောင်းပြီးတော့နောက်တစ်ချိန်မှာမြတ်စွာဘုရားကဂါထာနှစ်ပုဒ်ဟောတတ်တာရှိတယ်ဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတာအတာရိတာရမတိနောတာရိစာတာရဓတ္တိနာတေတာရနာတိကိစ္ဆန္တိမိစ္ဆာသင်္ကပ္ပခောစရာဒီလောကကြီးမှာအနှစ်သာရမရှိတာကိုအနှစ်သာရရှိတယ်လို့ထင်နေကြတယ်အနှစ်သာရမရှိတာကိုအနှစ်သာရရှိတာကိုအနှစ်သာရမရှိဘူးလို့ပြောင်းပြန်ထင်နေကြတယ်အနှစ်သာရမရှိတာကိုတော့အနှစ်သာရရှိတယ်လို့ထင်တယ်အနှစ်သာရရှိတာကိုတော့အနှစ်သာရမရှိဘူးလို့ထင်နေကြတယ်ပုံကိုယ်တွေဟာအဲ့ဒီအနှစ်သာရသူမရနိုင်ဘူးတဲ့ဘာလို့ဆိုမိစ္ဆာသင်္ကပ္ပခောစတာသူတို့ရဲ့အတွေးအကြံအမြင်တွေဟာမှားနေတဲ့အတွက်ကြောင့်တဲ့နော်တန်ဖိုးမရှိတာကိုတန်ဖိုးရှိတာလို့ထင်တယ်တန်ဖိုးမရှိတာကိုကြတော့တန်ဖိုးရှိတယ်လို့ထင်တယ်တန်ဖိုးရှိတာကိုကြတော့တန်ဖိုးမရှိဘူးလို့ထင်တယ်ဒီလိုလူဟာတန်ဖိုးရှိတာကိုမရနိုင်ဘူးတဲ့ဘာလို့ဆိုအခြေခံအဖြစ်သူ့ရဲ့စိတ်ထဲမှာအမြင်တွေကမဖြစ်နေလို့မှားနေလို့ပါတဲ့တာရင်စတာရတော်ညတ္တဝအတ္တရင်စအတ္တရတော်တေတာရအဓိကိစ္ဆန္တိတမ္မာသင်္ကပ္ပခောစတာနော်တချို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့တန်ဖိုးရှိတာကိုတန်ဖိုးရှိတယ်လို့သိတယ်တန်ဖိုးမရှိတာကိုတန်ဖိုးမရှိဘူးလို့သိတယ်ဒီလိုလူတွေကြတော့တန်ဖိုးရှိတာကိုရနိုင်တယ်တဲ့သူတို့ရဲ့အမြင်တွေမှန်နေတဲ့အတွက်ကြောင့်နော်ဒါလေးကအလုံးမသားစရာကောင်းတယ်နော်ဟုတ်လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေတို့တန်ဖိုးရှိတာကိုရကျင်တယ်နော်အနှစ်သာရရှိတာကိုရကျင်တယ်ဆိုရင်ဘာကအနှစ်သာရရှိတယ်ဘာကအနှစ်သာရမရှိဘူးဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုအစကတူခွဲခြမ်းပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်နော်ဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာတော့မှမသိတဲ့လူကတန်ဖိုးရှိတာကိုရနိုင်မှာမလားပယ်ရနိုင်မှာတော့ဟုတ်လားအဲ့ဒါသိသိဆရာကြီးကိုအကြောင်းပြုပြီးတော့အဲ့ဒီဂါထာလေးမြတ်စွာဘုရားဟောတာနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့နော်လောကကြီးမှာဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးဆိုတာကိုကိုယ်ကျန်းဝေဖန်ပြီးတော့သိနိုင်တဲ့ဉာဏ်ပညာရှိအောင်လည်းကြိုးစားကြရမယ်ပေါ့နော်ဒီလိုနဲ့ဦးဇင်းတို့ဒီကောလိတာနဲ့ဥပတိတတကယ်ချင်းနှစ်ယောက်နောက်ပါချမ်းချမ်းနေနဲ့မြတ်စွာဘုရားကြီးကိုကြွသွားကြတာဟိုရောက်တော့မြတ်စွာဘုရားကယဟန်တန်ခါကိုတရားဟောနေတယ်ခက်လန်းလန်းကလာနေတာကိုတွေ့ရတယ်တွေ့ရတော့မြတ်စွာဘုရားယဟန်တွေကိုကြိုးတင်ပြီးတော့အမိန့်ရှိတယ်ယဟန်တို့တဲ့ကြည်ကြဥပတိတနဲ့ကောလိတာတို့လာနေကြပြီအဲ့ဓာတွေဟာငါဘုရားရဲ့အက္ခတာဝကအစုံဖြစ်လိမ့်မယ်အလွန်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာအက္ခတာဝကအစုံဖြစ်လိမ့်မယ်လို့မြတ်စွာဘုရားဒီကိုရောက်မလာသေးခင်မှာကိုယ်မြတ်စွာဘုရားယဟန်တွေကိုကြိုးပြီးတော့အမိန့်ရှိထားတာဟုတ်လားအဲ့ဒါရောက်လာပြီဆိုတော့မြတ်စွာဘုရားကအဲ့ဒီပိဋကနဲ့တကွနော်ရှင်သာရိပုတ္တရာရှင်မမောက္ကလံဖြစ်လာမယ်ဒီဥပတိတကောလိတခေါင်းဆောင်တဲ့ပရပိုက်တွေကိုနော်အေဟိဘိက္ခုနော်ယဟန်အဖြစ်အေဟိဘိက္ခုခေါ်တယ်ပေါ့ယဟန်တို့လာကြလို့လုပ်လိုက်တော့နော်အလွန်စမ်းကြယ်တဲ့လေးနဲ့တဲ့နော်တရားသဘောဓမ္မတာသဘောလို့ဆိုကြပါစို့ယဟန်နေဖြစ်သွားကြတယ်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာဒီ250သောတပည့်တွေကအကုန်လုံးယန္တာဖြစ်ကြတယ်နော်ဒါပေမဲ့ဥပတိတနဲ့ကောလိတတွေကယန္တာမဖြစ်ဘူးနော်ဒါစဉ်းစားတယ်အလွန်ကောင်းတဲ့ကိစ္စပေါ့နော်ဥပတိတနဲ့ကောလိတတို့ယန္တာမဖြစ်ဘူးတပည့်တွေကအရင်ယန္တာဖြစ်တာဘာလို့ယန္တာမဖြစ်သေးတာတုံးဆိုတော့သူတို့ရဲ့ဉာဏ်တွေကကြီးနေတယ်ဉာဏ်ကြီးတဲ့အခါကျတော့သိစရာရှိတာကိုကြည်ကြဲပြည့်ပြည့်သိအောင်သူတို့ကြိုးစားကြအောင်ပဲရှင်မမောက္ကလံထက်ရှင်သာရိပုတ္တရာကပိုးပြီးတော့နောက်ကျပြီးတော့ဖြစ်လိမ့်မယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့ရှင်မမောက္ကလံကဒီယဟန်ဖြစ်ပြီးတဲ့နောက်9ရက်မြောက်တဲ့နေ့မှာမြတ်စွာဘုရားသူ့ကိုကြွသွားပြီးတော့တကိုးနဲ့ကြွသွားပြီးတော့နော်9ရက်လုံးပြင်းပြင်းထန်ထန်အားထုတ်လို့အဲ့ဒီနေ့မှာငိုက်မြီးနေတဲ့ရှင်မမောက္ကလံယဟန်မဖြစ်သေးဘူးနော်အဲ့ဒီငိုက်မြီးနေတဲ့ရှင်သာရိပုတ္တရာရှင်မမောက္ကလံကိုမြတ်စွာဘုရားကငိုင်မီးပျောက်ကြောင်းတရားသွားပြီးတော့ဟောလို့အဲ့ဒီမှာယန္တာဖြစ်တာအဲ့ဒါကရှင်မမောက္ကလံအကြောင်းပြောတဲ့အခါမှာဦးဇင်းတို့ပြည့်ပြည့်စုံစုံပြောပါမယ်ဟုတ်လားရှင်သာရိပုတ္တရာဖြစ်လာမယ်အဲ့ဒီဥပတိတကတော့15ရက်နေမှယန္တာဖြစ်တယ်ဟုတ်လားအဘလို့အဲ့လိုဖြစ်ရတာတုံးဆိုတော့နော်မင်းကုန်းဆိုတော်ဘုရားကြီးမဟာဗုဒ္ဓဝင်ကျမ်းထဲမှာနှမှတ်ချက်ကလေးပေးထားတာဦးဇင်းတို့အခုဒီအကြောင်းအရာလေးကိုမဟာဗုဒ္ဓဝင်ကိုအမိပြုပြီးတော့ဟောတာပါဟုတ်လားမှတ်ချက်ကဘလို့ပြုတာအောင်ဆိုတော့နော်ရှင်ဘုရင်တခါတော့ပဲကြီးတလေချက်တယ်ဟုတ်လားတာမန်လူတွေခီးသွားမယ်ဆိုရင်တော့ကောက်ကပ်ပြီးတော့ခုထားသွားလိုက်လို့ရတယ်နော်ဘုံကံကြီးမားတဲ့ရှင်ဘုရင်များခီးသွားမယ်ဆိုရင်တော့အဲ့လိုသွားလို့ရမလားမရဘူးဟောတတ်တော်ဆောင်နေနဲ့ဘာတွေနဲ့ညာတွေနဲ့ပြင်ရမယ်ဆင်ရမယ်ဟုတ်လားအေးသူအတိုင်းပဲအဲ့ဒီမှာဦးဇင်းတို့ပြောထားတာလေးတစ်ခုမှတ်သားစရာလေးတစ်ခုပိဋကတို့ကိုပြောပြမယ်သဗ္ဗညုမြတ်စွာဘုရားများဘုရားဖြစ်ခါနီးမှာဒီသင်္ခါရတရားတွေကိုဝိပဿနာရှုတဲ့နေရာမှာဘယ်လောက်ထိသူတို့ကကြည်ကြည်ပြန့်ပြန့်ရှုလဲဆိုလို့ရှိရင်တဲ့
စัจ java လာဂရေတသိမ်းမှရှိတဲ့ရုပ်ဓာတ်နံဓာတ်တွေကိုဝိပဿနာ